အားလုံးတာလီစောပါကျွန်တော်အားကမီဒီယာပရိသတ်တီအားလုံးတာလီစောပါကျွန်တော်ရဲ့အမှန်တရားဖွေတာအာရခမီဒီယာကနေကိုဆိုပါတယ်ဒီနေ့ကကျွန်တော်တို့အာရခမီဒီယာကနေပြီးခဲ့အက်ဒီတာသကောင်းဝန်တစ်ခုပေါ်ဆိုလို့ပို့ပြပါတယ်ဒီစကားဝိုင်းဒီမှာကကျွန်တော်အစီအစဉ်တောင်ဆက်သူလူစောနဲ့အတူကျွန်တော်အာရခမီဒီယာအက်ဒီတာ shop ဖိုက်တဲ့စာအသင်းထွန်းစံနဲ့ဒီစကားဝိုင်းကိုထောက်လောင်းလောက်ပို့ပြပါတယ်ဟုတ်ပါစာတဲ့တာလီစောပါ Dari Sabah aku lupa. ဟုတ်ပါတယ်မေဆိုကေကျွန်တော်တို့ဒီနေ့ကအက်ဒီတာစကားဝိုင်းအစီအစဉ်အတွက်ကျွန်တော်တို့ reach တဲ့ goals တွေ proper level ဆိုတဲ့ group အတီးအပေါ်မှာမူတည်ပြီးကျွန်တော်တို့ goals တွေတစ်ခုပြီးထပ်ပါတယ်ဒီ goals တွေနာမည်ကတော့ကျွန်တော်တို့ GWGW ဆိုပြီးပြီးထပ်ပါတယ်ဟုတ်ပါရေကျွန်တော်တို့ဒီ GWGW ဆိုတဲ့အသုံးလုံးဝါရဟိုမှာကျွန်တော်တို့ဒီဝါရဆိုတာဒီတော့မဟုတ်တော်တော်လေးတော့ကျွန်တော်တို့ဒီရဲ့လိုအပ်တဲ့အရှင်မျိုးမှာလောက်ဆိုချက်ဒီနာကိုက်ညီစကလုံးဒီကိုထုတ်ပေါ်ပြီးကျွန်တော်တို့ဒီသုံးသား process နဲ့ဒီ prep ပါတယ်ဆိုကြရောက်ပဲကျွန်တော်တို့လောလောဆယ်ပြီးကြတယ် GWGW ဆိုစကလုံးအပေါ်မှာကျွန်တော် editor shop စာသင်တော့နေနေကြပဲနော်လေပြီးကြဒီတော့ပုံပေါ်တယ်လေဆိုတော့သုံးသားပြီးဖို့အတွက်ကျွန်တော်ပထမဆုံးဒီ process တွေဒီ GWGW definition ပါနော် definition အစားပေးကိုကျွန်တော်ကနဦးစကေရှယ်သုံးသား proposition ပါတယ်ဟုတ်ပါဒီကျွန်တော်တို့ GWGW ဆိုရယ်စကားဝဟာရကတော့ခါကျွန်တော်တို့အာရခပရိသူပရိသတ်ဒီ graph ထဲမှာreference ခါကြရတဲ့တချို့နေရာဒီမှာလေးအများသုံးရဲတချို့နေရာမှာလေးအများမသုံးသို့တော့လာတဲ့ရိုင်းနေစကားတစ်လုံးဖိုက်ပါမယ် GWGW to the front of GWGW ဆိုရယ်ကောင်းပိုင်ကောင်းရအဓိပ္ပာယ်မျိုးတော့မဟုတ်သို့တော့ GWGW မလုပ်ဖို့မ price ဖို့ target တွေစကလုံးမျိုးတို့ကျွန်တော်တို့ယူဆပါတယ်ဆိုခါကျွန်တော်တို့အာရခမီဒီယာအနေနဲ့ကတော့ခါ GWGW ဆိုရယ်အလုံးကိုစကလုံးကိုဇာပိုင်တစ်ဖော်နဲ့တုံးထားလေဆိုရယ်ဒီကျွန်တော်တို့ GWGW မ price စီကေလို့အာရခပြည်သူပြည်သားတွေကျွန်တော်တို့အာရခပြည်ကိုဥဆောင်လို့လွယ်မလို့ဖို့တော့ခေါ်ယူဥဆောင်နေအဖွဲ့အစည်းအာရခတက်တော့ဒီခါအလုံးအာရခပြည်သူပြည်သားကဘာတဝိုင်းလုံးမှာရှိအာရခပြည်သူပြည်သားတွေလောလောဆယ်အချိန်ခါမှာ GWGW ဖိုင်းနေဖို့အချိန်မဟုတ် GWGW ဖိုင်းနေလို့မရဆိုတဲ့ဖော်မျိုးနဲ့ကျွန်တော်တို့ကသုံးဆွေးထားတဲ့ price ပါဆိုကေကျွန်တော်တို့အာရခမီဒီယာက promotion ရဲ့ GWGW ကတော့ခါကျွန်တော်တို့ဒီအင်္ဂလိပ်စကားနဲ့ propose ဆိုတော့က distraction လို့ခေါ်ရပါဘော distraction ဆိုကေဒီကိုလုံးနေကိုင်နေတဲ့နေရာကနေပြီးကေရောင်ဝါရတွေ့ဖြေတဖောကဇာလုံးဇာကန်အမှမသိရ private ခါတဖောကလင်းတလင်းကိုလန့်နေရတဲ့မှာကို morning ကနေတာဆိုဒီလန့်တွေ့လန့်ရဒီအမျိုးမျိုးပေါ်လာတဲ့အဖိုင်ပြတိမရလာတဲ့ခါကိုကြီးရွေရှာပဲ့နိုင်ကိုတဲလို့လန့်နေရကထိုဖားကိုလျှော်ဖို့ပိုင်အေဖားကိုလျှော်ဖို့ပိုင်ထိုနာကိုဝန်ခေရဖို့ပိုင်အေရှာတခုကိုလာလို့ပြောင်းခေရဖို့လားမသိဥဇာပဲရောက်ပဲမျိုးဝေခွေမရဆုံးဖရမရမဂါထဲမှာကြောင်လာဆိုမျိုးလန်ရောင်လာနေရတဲ့ပေါ့ပရဲတောင်းလာလဲမေရောက်ပိုင်အဖိုင်မျိုးကိုကျွန်တော်တို့ကတော့ခါ GWGW လို့ကျွန်တော်တို့အာရခမီဒီယာအနေနဲ့တုံးတဲ့ဖောင်းဆိုထားပါတယ်ဆိုတော့ GWGW မ price ဖို့တော့ကျွန်တော်တို့ဒီစကားဝိုင်းကိုpro ဆိုလို့ပေါ်လို့ရပါတယ်ကိုလို့ဟုတ်ပါရဲ့ချစ်တူပါဟုတ်ပါစာတင်နေတာတိတောင်ပါတယ်ဒီကျွန်တော်က idea shop စာတင်နေတဲ့ process ပဲကျွန်တော် GWGW မ price ဖို့လိုရ GWGW ဆိုရစကားလုံးဒီအသုံးနှုန်းဒီကျွန်တော်ဒီအရာဖက်လူမှုပါဝင်ကြတဲ့မှာလေဒီပဲ GWGW price ခါလို့ဟင်ကဆုံးဖရရှယ်ရင်းရခါလို့ဟင်ကမဆုံးကောရီလန်growth ကို rally running တည်တယ် GWGW price လို့ဟင်ကလေတော့ကျွန်တော် young land group ကိုလဲလာဆုံးချုံခံရတဲ့ဒီဆိုလေတော့ဒီပဲအရာဖက်စကားဒီဘုံဒီမှာလေအရာဖက်ခင်းဒီမှာလေဟင်ပါဆိုအရာဖက်မှာကျွန်တော်အမျိုးကြီးမသိတာဆိုတာလေဒီအမျိုးသားနိုင်ငံရေးတော်လိုင်းလန်ဂုတ်ဒီမှာကြာခါဒီပဲ GWGW မ price ဖို့ကပို့ပြီးရေးပြီးဖို့ကျွန်တော်မှတ်ယူရပါနော်ဆိုတော့ဒီအမျိုးသားနိုင်ငံရေးတော်လိုင်းရေးခံတဲ့ဒီကြာကအတိတ်ပြည်နဲ့ဆယ်လူမျိုးရေးနဲ့ဆယ်အတွင်းနဲ့ပို့ပြီးကလေးတော့ဒီပဲမ price တောင်းပြီးပုံစံအနေထားဒီမှာမ price ဖို့အတွက်ကိုလေကျွန်တော်တိတ်တလောက်မှတလောက်နာနေပြီးကေ AZT ကိုလေ့လာသုံးသပ်ပြီး proper level ဆို price ပါတယ်
နိုင်ပါရှာကိုဟုတ်ပါ ဟုတ်ပါဘယ်ဆိုပါစားတဲ့ကျွန်တော်ဒီဂျီဝီဂျိုဆိုရဲဂုတ်စီတီကိုလောဖို့ဆိုရှင်မှာကျွန်တော်ကိုရခဲအရီမှာလေဂျီဝီဂျိုမဖိုက်ဖို့လို့ဆိုပဲမြန်မာနိုင်ငံအရီနဲ့ဆက်ဆက်လိုက်အရီဒီမှာလေကျွန်တော်ဒီဂျီဝီဂျိုမဖိုက်ဖို့ကအမှန်တအရီပြပါပါနော်ဟုတ်ပါဘယ်ဆိုကျွန်တော်ဒီလဲမြန်မာနိုင်ငံရေးအခင်းနေတိမှာကျွန်တော်ခက်ကလာဒီပရိုလီလာရဲဒီအောက်ရှော့ဒီစိတ်အစူရာအောက်ရှော့လာရဲခက်ကလာဒီပရိုလီလာဆိုတော့လေလဲဟင်းအရှင်တိနေပြီကေစိတ်ဝါစုံကိုရွှားပြီးကေတိုက်ပုံဝါတွေဆိုရအဆန်းလောက်ပရိုလီမဟိမတဲ့ဆိုကြရောက်ပဲအခင်းနေတိမှာကျွန်တော်ဒီရဲ့ခိုင်စမှုဒီဒီကျွန်တော်လူမျိုးတစ်မျိုးရခိုင်လူမျိုးတစ်မျိုးရဲ့ခိုင်စမှုဒီကိုဘေးဝမရတင်လို့ပရိုနေပါဘာနော်ဆိုကြရောက်ပဲ pro လေးနေအခင်းနေတိမှာကျွန်တော်ဒီရိတ်ဆက်ပြီးကြဒီမြန်မာနိုင်ငံရဲ့အခင်းနေတိဒီမြန်မာနိုင်ငံရဲ့အခင်းနေနဲ့ဆက်စားလို့ကျွန်တော်လူမျိုးဒီစားပဲအခင်းနေဒီပဲရှင်ခါတိမှာကုံလာနေလေစားပဲအခင်းနေရိတ်ဆက်ပြီးစားပဲဖိုက်လာနေလို့ဆိုတော့လေတော့စတံပြီးသုံးသပ်ပြီးလူပါတယ်ဟုတ်ပါရဲ့ချက်လို့ဆိုမှန်ပါတယ်ဒီမြန်မာနိုင်ငံဆိုပြီးကျွန်တော်တို့ဒီ approach ခံရတယ်မြန်မာနိုင်ငံဒီအဖိုက်ပြမြန်မာနိုင်ငံရဲ့ခေနေနဲ့ရခိုင်ပြည်သူပြည်သားအာရခပြည်သူပြည်သားဒီစားဆက်ပြီးဇာပိုင်လောဖို့လေဇာပိုင်ကန်ရဖို့လေတော့အရာအပရောင်ခွေးနဲ့အခုမှအစိုးရကြီးပရောင်လားဆိုလားရပဲမအာနာသိခံရဆိုလားတနတ်နိုင်ငံဒီမိုကရေစီပိုင်ရပိုင်ဖိုင်နေဆိုလားတနတ်နိုင်ငံဖက်ဒရယ်ပြည်ထောင်စုဆိုမျိုးသို့မဟုတ်အာရခပြည်သူပြည်သားဒီမြန်မာနိုင်ငံလို့ခေါ်ထားတဲ့နေရာဤစိတ်တပိုင်းကရအခြေကလူတီလာသို့မဟုတ်ကိုရောရဲ့လွဲနဲ့နင်းလို့ရတဲ့လူတီလာရပိုင်မျိုးအမျိုးစိုက်တာရှုပ်ထွေးရရှာအဓိကဂျီဝိဂျီဝါရရှာပါမလားအာရခပြည်သူပြည်သားရဲ့ခိုင်ပြည်သူပြည်သားရဲ့ဂျီဝိဂျီဝါဖိုင်လာနိုင်အခရီးနေပေါ့မြစွာအများကြီးဂရာထီမှာရောင်းနေချော်ဖိုက်ပါရရှာရဲ့အခုမှမဟုတ်ပါအမေကကျွန်တော်တို့တောက်လျှောက်သမိုင်းတစ်လျှောက်မှာအာရခပြည်သူပြည်သားတွေကိုဂျီဝီဂျီဝါဖိုက်စီခါတော့ကျွန်တော်တို့ရဲ့တော်လည်းလိုရဖို့ဆိုစောဒီပြီးကိုရိုဒီလာရဖို့လန်ကောင်ဇာရှန်လေးကောင်လို့ရှိနေရတဲ့မှာအာရခပြည်သူပြည်သားတွေအာရခတိုင်းပြည်အာရခနိုင်ငံတော်အာရခရခိုင်ဆိုတော့ကိုရိုနင်းလို့ရတယ်ကိုလဲကိုရှောက်လို့ရတယ်ကိုအလုပ်ကိုလိုရဖို့ကိုတိုင်းပြည်နဲ့ကိုနေရဖို့လူတီ Friday ဆိုတော့ကိုမင်းပြောက်လာခဲ့ပါဆိုကကျွန်တော်ရဲ့ဥပမာအများအပြားဆိုကြလေအိုးငါတို့ကမြန်မာပြည်သားရခိုင်တိုင်းတော်သားတော့ရောပိုင်စော်ဒီဒီပြည့်ရန်ကုန်ရိုမန်နေကြရတယ်မြန်မာပြည်ဆိုရတဲ့မှာ brand လို့နေကြရတယ်ဆိုတာအတွေ့ခေါ်ဒီရအထူးသဖြင့်ဒီဗမာမြန်မာဆိုရ site ဒီအကန့်ဖတ် site တော့အခုခေါ်နေကြတဲ့ site ကကျွန်တော်တို့အခုဆိုထားပါပြီအစိုးရအသိပေါ်လာရေးလို့ကျွန်တော်တို့ကမရန်ကြရတယ်ဆိုပါပြီသို့သောစနိုက်ကြတေးရှာ brand လို့ create လိုက်ဖို့ဆိုရင်ဗမာပြည်မြန်မာပြည်လို့ခေါ်ရတဲ့မှာအစိုးရဒီဇာလောက်ပေါ် brown ရေးဆူpro အမှန်ကတော့အာရခပြည်သူပြည်သားတွေဒီဗမာ site မြန်မာ site ကြီးအောက်မှာတောက်လျှောက်ကျွဲဖိုက်ရောက်ရှိနေကြဖိုက်ပါရေကတေရှာဆိုကတော့ဒီဗမာလူမျိုးမြန်မာ site ဒီ site ဂျီဝီဂျီဝါမဖိုက်ပါဆိုအာရခပြည်သူပြည်သားတွေဂျီဝီဂျီဝါဖိုက်လို့မလားကောင်ဒီကောင်ကြဂျီဝီဂျီဝါဖိုင်နေကြကျွန်တော်တို့ခံရပါဖို့ရှော့ပရကအခုစိုင်းအာနာရှောင်းဆိုရမောအွန်လိုင်းငါနိုင်အုပ်ချုပ်ပိုက်တယ်ရာအုပ်ချုပ်ပြီးခါသူတွေအစိုးရပရောင်းရေးဆိုပနာရေကောက်ပွေးပိုင်ပြောင်းရဲရေပြီးခါသူတခါပြန်တာတယ်ရေကသူတွေသမဒအတိုင်းအစိုးရအတိုင်းလားရပိုင်မျိုးလာလို့စိုင်းသားမိကြီးကျွန်တော်တို့ဂျီဝီဂျီဝါဖိုက်ပါဗျာဆိုကေမောအွန်လိုင်းလေးတခုလေးအတိုင်းမဟုတ်မြန်မာစိုက်တဲ့လေးအတိုင်းမဟုတ်ရမောင်းလိုက်မတိုင်ခါရှိခရဲ့ဒေါ်အောင်ဆန်းစုကြည်တပိုင်းတဘောခေါင်းဆောင်ခါရရဲ့တဘောကထိုမရောက်ဒီမိုကရေစီနာမည်ခံထားရဲ့ဖက်ဒရယ်ပိုင်ရပိုင်ပြည်ထောင်စုပိုင်ရပိုင်နာမည်ခံထားရဲ့ရရှာလေမြန်မာစိုက်တဲ့ဗမာစိုက်တဲ့အုပ်ချုပ်ခရမ်းပါဖိုက်ပါရဲ့ရမတိုင်ခါဦးစိမ့်စိန်လာထားဆိုတော့လေတခုလေးမဆန်းအခုမောင်းလိုက်ပိုင်ဗျာမြန်မာ site တဲ့
အိုရှုခရဖိုက်တယ်ရမတိုင်ခါဇာဆိုရနောက်ဆုံးဦးနေဝါဒါအထိဆုံးလက်ခပိခါလွဲလေအင်္ဂလိပ်ဘကမြန်မာပြည်ဆိုရခုပေါ်လာအချိန်မာလေကျွန်တော်တို့မြန်မာစိုက်တဲ့အခရဖတ်စိုက်တဲ့အောက်မှာအာခပေသူပေသားတွေမြန်မာပေသူပေသားတွေနဲ့အတူရောက်လာတယ်သို့တော့ကျွန်တော်တို့ပိုင်တိုင်အောင်သားလို့ခေါ်ခံထားရတယ်ရမြန်မာပေသေးကလူကြီးရဲ့မြန်မာစိုက်တဲ့အောက်မှာတောက်လျှောက်မြန်မာစိုက်ကောင်းဆောင်တီလာဆောင်ကဲပိခါသူတို့ရဲ့ဂျီဝီဂျီဝါမဖိုက်ပါနဲ့မြန်မာစိုက်သားကြီးလုံးတစ်ခါတော့အကွာတီကိုခရပါအခု breakout ဝယ်လို့ရဆိုရင်မောင်းလိုက်တံပဒါတာတွေသူအောက်မှာကဲလို့ရှိနေဆိုဆိုရပုဂ္ဂိုလ်ကိုဒုတိယလူကိုပြန်လို့သူနေရာမပြီးဘိုးရှုံးမှုပြီးမခဲပဲနဲ့ရတဲ့တွေးလုံးကိုဖုတ်ပလိုက်ပြီးသူယုံကြရတဲ့လူကြီးနဲ့လှေးတမ်ခိုင်ရောက်ပဲမျိုးလောက်ကပါဆိုကမြန်မာစိုက်တဲ့နိုင်နော်နဲ့သူတို့လဲကိုသူတို့လာပါဒီကသူတို့တည်းရရှာရှာလေးမသဲကဲဆိုကမလာပါသူတို့လာဖို့နေခါလာခါရကိုနေရာကိုဝန်ခဲ့တယ်သူတို့ဤရှောင်းနေလဲကောင်ကတော့ခါမြန်မာဗမာစိုက်တဲ့ရေတပရေလုံးကိုအုပ်ချုပ်ထားဖို့အထူးသဖြင့်ကျွန်တော်တို့ပိုင်အာရခပေသူပေသားတိထောလာလို့မရအောင်ကိုတိုင်းပင်နဲ့ကိုနေလို့မရအောင်ရသူတို့လာအောင်မှာနာမည်ပေါင်းစုံနဲ့ဖက်ဒရယ်ခေါ်ပေထောင်စုခေါ်တိုင်တော်သားလူမျိုးများခေါ်ရအောက်ထက်ကမထောပေးနဲ့ကျွန်တော်တို့မရုံနေအောင်လို့အမေရိကန်လှုပ်ထားဖို့စနိုက်တစ်ခုရသူတို့မှာရှိပါတယ်ရရှာရဲ့မြန်မာဗမာလူမျိုးတီသူတို့ကိုယ်ပိုင်ခံယူရှာကိုယ်ပိုင်ရာထုရာခံထားရသူတို့ရဲ့ရိကိရသူတို့မှာအရာကပါတခွန်ကိုတော်မှိုင်းဆိုရပုဂ္ဂိုလ်လာထကပါကျွန်တော်တို့ကိုရခိုင်နဲ့မွင်ဘူးကိုတွေ့ကြတော့မှရခိုင်ကိုအရာသဲပြီးလို့စနိုက်တကြမှာခါပြီးသားဖိုက်တွေတော့နဲ့ကျွန်တော်တို့သိရဖို့ဆိုတာဂျီဝီဂျီဝါဆိုရတဲ့ကလုံးမှာမြန်မာစိုက်တဲ့ဗမာစိုက်တဲ့အာရခပေသူပေသားဒီကိုတဲဖို့ဆိုမှာကျွဲလှုပ်ထားဖို့ဆိုမှာဂျီဝီဂျီဝါမဖိုက်ပါဆိုခါကျွန်တော်တို့အာရခပေသူပေသားဒီကလေဇာအစိုးရတာတွေခေါ်ဇာသူပြောင်းတွေခေါ်အိုးအေသူတော့ခါငါတို့ဒီကိုတခုခုပြီးဖို့လားအေးမောင်းလိုက်ပိုင်လူသမဒါကိုပူပေါင်းမနာငါတို့တခုခုတောင်းဖို့လားရပိုင်စိုင်းစားမင်းကဂျီဝီဂျီဝါဖိုက်တယ်လို့ခေါ်ပါတယ်ရပိုင်ဂျီဝီဂျီဝါမျိုးဒီဖိုက်လို့မလားကျွန်တော်အာရခပေသူပေသားတွေရှောင်းနေလန်ကောင်ကိုလာရဖို့ဆိုဖိုက်ပါရဲ့လို့ရလန်ကောင်ကလေအခုခါအယောနိုင်ပေါင်းရာနဲ့ရှီလို့ထစာပြီးခါဆိုကေလုံးဝကျွန်တော်တို့လန်ကောင်တွေပေါ်နေပဲဖိုက်တယ်ရေကလေးနင်းဆိုင်နဲ့အမြဂျီဝီဂျီဝါမဖိုက်တယ်ဗမာစိုက်တဲ့ကကျွန်တော်တို့အာရခပေသူပေသားတွေကိုသဲပြီးခါကျွန်တော်တို့ဒီဂျီဝီဂျီဝါဖိုက်လောက်အောင် crowd safety ဝန်လာအောင်လန်ကောင်ဒီမှားကြအောင်နေမျိုးစုံနဲ့ကျွန်တော်တို့လုပ်နေတဲ့အချိန်မှာအာရခပေသူပေသားတွေဝဲမော်ရဇာလောက်ပေါ်လုံးနေဇာလောက်ပေါ်တဲနေငါတို့ကိုကုံအောင်လေးလုံးနိုင်ဖို့မသဲနိုင်ငါတို့ရဲ့ရာအောင်ကိုလဲကိုလာဖို့ကောင်ဒီဖိုက်တွေဆိုတော့ကိုခေါင်းထိမှာလုံးဝဆွေးမလားကျွန်တော်တို့စားလာရှိတာဟိုဂျီဝီဂျီဝါဖိုက်လို့မလားရဲသူတွေဂျီဝီဂျီဝါမဖိုက်ပါကိုရောကိုသဲဖို့နေရာမှာဂျီဝီဂျီဝါမဖိုက်ပါရရှောက်ကိုမဲလို့စားလာဖို့လို့ရရှောက်ကိုကျွန်တော်တို့ကရပ်ပဲမတော့ပါဘူးလာရှိအခင်းနေရတော့ဟုတ်ပါရဲ့ဆရာကိုတို့ဟုတ်ပါဆရာဆရာဘလော့ကလည်းသုံးသားလည်းအမှန်ကောက်ပါတယ်ဒီတနာကဆရာသုံးသားလည်းဒီမှာကျွန်တော်တခုတွေးလိုက်ကြတာဒီဂျီဝီဂျီဝါမဖိုက်တယ်ဗမာစိုက်တာလို့သုံးခါပါတယ်ဒီဂျီဝီဂျီဝါမဖိုက်တယ်ဗမာစိုက်တာဆိုတဲ့ဒီဗမာစိုက်တာဒီတနာကဆရာဘလော့လည်းပဲကျွန်တော်တို့ပြည်သူလူထုကိုအထူးသဖြင့်ဗမာမဟုတ်တယ်ကျွန်တော်အာရခပြည်သူပြည်သားဒီကိုနေပြီးတာဖရဖို့တဲ့သူဒီဂျီဝီဂျီဝါလုံးဝမဖိုက်ဆိုတော့ကျွန်တော်ပြည်သူပြည်သားဒီအလုံးလေးတော့အသိဖိုက်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့လေရောက်ပဲပြောရဆိုကြကျွန်တော်တို့ပြည်သူကြီးအတွက်အမျိုးကြီးဒီကြီးနေပြီးဒီဂျီဝီဂျီဝါဆိုရအသုံးလုံးကြီးကအမျိုးကြီးထီအောင်ရခင်ဒီမဟုတ်ကြတော့မှဒီဂျီဝီဂျီဝါမဖိုက်ဖို့အတွက်ကြခါကျွန်တော်ကပြောလိုက်တယ်မှာပဲဗမာစိတ်တက်ကဂျီဝီဂျီဝါမဖိုက်ကေကျွန်တော်တို့အာရခပြည်ကိုနေပြီးအောက်ဆော့ဖို့အောက်စုဖို့လောလောဆယ်လဲခင်မလေးအာရခအစိုးရဆိုရအစိုးရဒီအနေနဲ့လေဂျီဝီဂျီဝါမဖိုက်ဖို့အတွက်ကျွန်တော်တို့အလေးနဲ့ထပ်ပြီးပရီနေမှာပါနော်သူကြီးရဲ့ဂျီဝီဂျီဝါမဖိုက်လို့အတွက်ကျွန်တော်
ဒီမိအပီနေထောက်ခံအပီနေတို့ဒီကနေပြီးနေပြီးကျွန်တော်ဒီ sporting lobby နေပြည်သူဒီအလုံးပါနော်ကျွန်တော်အားရကပြည်သူဒီအနေနဲ့ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ဒီတစ်ခုအနေနဲ့ဒီစိုက်ရီနေကနေအပွေကိုတော့ကျွန်တော်တို့ဒီလေးလာသုံးသားလို့လဲမမီကြီးလေးတော့အရာပဲနာနေပြီးကကျွန်တော်တို့တော့အစိုးရနဲ့နေပြီးကဆက်ဆံရေးအရှင်ကနေပြီးကဒီဘက် Prague ဒီဗမာမီဒီယာသမားတီနဲ့ကျွန်တော်တို့ဒီအာရခပြည်သူအစိုးရဂုတ်ဆိုဒီအာရခတက်တော်ဂုတ်ဆိုဒီနာတွိဆုံအင်တာဗျူးလောက်ခေါင်းဒီအစီအစဉ်ဒီမှာကြာခါကျွန်တော်တကယ်ရှိတဲ့ data ဘလို့ this တော့ကိုကျွန်တော်ဒီတွိကုံမောင်ရတလောင်းနာပြည်သူတရားအနေနဲ့ပြည်သူတီကပြည်သူတရားအနေနဲ့ရောက်ပဲမျိုးမောင်မင်းစတီဟိမှာပါနော်ဆိုကြတဲ့ data ကိုအပဲအလူဒီနပေါ်လိုက်ကြပဲဟိုဒီတော့နေပြီးရှေ့လောက်လိုက်တယ်တဒေါင်းနေပြီးငိုဒီမှာအပြရတဒေါင်းဒီကို proper နေတလောက် proper ပြီးဆိုပုံစံမျိုးတီးချက်ကြော်လို့ဒီဝီဂျီကိုမ private ဖို့အတွက်လိုရစတော့လေကျွန်တော်ပြည်သူတရားအနေနဲ့စိုးရင်ပြီးတတိအသိမိရှောင်ပါပါနော်ဆိုရောဘရောဒီနဲ့ပတ်တယ်လို့ဇာတင်တိုင်းဇာအနေနဲ့ဇာပဲတုံးတာမိတ်တဲ့ဟိပါလေပေါ့ကပ်ပါမဲ့ပါတယ်ဆရာကလို့ဆိုထောက်ပြဆိုကောင်းပါတယ်ဒီက GVG ကမ private ဆိုနေတာပါကျွန်တော်တို့မြန်မာ site တဲ့ဆိုရအပိုးကိုဒီကတော့ခါမ price ကျွန်တော်တို့တဲဖို့တွင်ပူထားဖို့ရရှရှရဲသို့တော့တခါကျွန်တော်တို့ကောင်းဆောင်ဒီကျွန်တော်တို့ပြည်သူလူထုတွေအပါဝါပြီးရဇာနီယာမလာလို့ GVG က price တဲ့လေဆိုခဲ့ဘုပမာဒီမြန်မာ site အစိုးရ site တဲ့ကိုတော်လှန်နေဆိုရမြန်မာနဲ့ဆိုင်အဖွဲအစည်းရှိရတတော်ဌာနဆိုရပုဂ္ဂိုလ်ရှိရရေပြီးခါ NGO လို့ခေါ်တယ်နိုင်ငံတကာကကမ္ဘာဖေသားဒီကိုထိုနာကယူအနာကယူဘနာရှာပရကေအာရခပြည်သူလူထုတို့ကိုအန်ဒရီပရူးနိုင်အဖွဲအစည်းအာရကဘာကမူဆလာနိုင်ငံတီကဖေသားဒီကိုယူထားတဲ့အဖွဲအစည်းရအဖွဲအစည်းစားဆက်ပြီးခါဥမာကုလသမဂ္ဂပေါ်ဖိုက်စီအာရကဘာကဖေသားနဲ့မလွဲပါလေဆိုကြရပိုင်အဖွဲအစည်းအောက်ကပုဂ္ဂိုလ်ဒီယပိကေရှာပရကေတော့တနာကကျန်ပရခအတိုင်းတခေါကိုတော့မိုင်းလို့သူတို့မှခေါ်ပါတယ်အဖိုးမိုင်းလို့လည်းခေါ်ရလာထကမောအစင်အစမှာခတ်စကားတော့ခမြန်မာဗမာလူမျိုးတည်းရဲ့ဒီမြန်မာပြည်လို့သူတို့ခေါ်ထားရဲ့ထဲကတိုင်းရသားလို့ခေါ်ခံထားရတဲ့ကျန်တို့အာရခပြည်သူပြည်သားအပါဝန်တီကိုသူတို့လမ်းအောက်ထဲကကျွင်အဖိုက်မလွဲဖို့ရေရှာမှာတော့ခជីវជីវမဖိုက်ပါရခါလေကျောကဒီမြန်မာတော်လှန်ရေးသမားမီဒီယာမြန်မာတို့ဤသတော်ဌာနတိနိုင်ငံတကာနှာမိခဲမနာလုံးနေမြန်မာတို့ဤသတော်ဌာနတိလေအာရခပေသူပေသားတို့အမှန်တကယ်လွယ်မလို့လာလမ်းမျိုးကို crowd တွေကျွင်ခိုင်းနေဖို့ site တဲမဟုတ်ကြတော့မှသူတို့ဤလာအောင်ချင်းမှာကျွင် price ဆာလာထားဖို့နှာမိပေါင်းစုံနဲ့ဟဲဒရေဘောခေါ်ဘေးထောင်စုပေါင်းခေါ်ရပိုင်ပုံစံအမျိုးမျိုးနဲ့သူတို့တွေဆွေးဆောင်ပြီးခါလုံးတင်နေတာမှာကျွန်တော်တို့အာရခပေသူပေသားဒီနဲ့အာရခပေကိုလွယ်မအောင်ဥဆောင်နေခေါင်းဆောင်တည်းရဲ့ជីវជីវဖိုင်လာတဲ့ပိုင်ဘုံခနေတတိလွယ်လာတဲ့ပိုင်ချိုကရပိုင်မှန်ပိုင်ရင်းနဲ့တတော်ဌာနပေါင်းစုံ VBC တတော်ဌာန price VOA ကတော့သမရထရန်စတဲ့ပိုင်လို့မရှိပါဗျာသို့တော့ရောတတော်ဌာနတိပါလုံးနေကြိုင်နေခဲ့တဲ့ဗမာမြန်မာကြည့်သူတို့မဟာဗမာဝါဒကြီးနဲ့ကိုပေါ်ထပနာပေထောင်စုပိုင်းဒီမိုကရေစီပိုင်းနှာမေအမျိုးမျိုးနဲ့လှေဖြားပြီးခါအာရခပေသူပေသားတို့အမှန်တကယ်လွယ်မလောက်လက်ကိုရောက်လာလက်မီဆိုစောကိုသူတို့တွေနှင်းမျိုးစုံနဲ့ကာဘာလုပနာလှေလို့ပဲလို့မှွင်းလို့တနာကပိုင်အရေးကြီးတဲ့တော့ရှာလာဒီကိုရိုမတီစီရှာတော်ဒီသို့မဟုတ်ကလေးရသူတို့နဲ့ဖေကရာပရိုဆိုရနေပါနိုင်ငံတကာမှာနှာမေပြလာဖို့ဆိုဒီကိုရိုကြီးအစီအစဉ်ဒီကိုတနည်းအားဖြင့်ကဘာလူထူဒီကနိုင်ငံဒီကလာမခင်နိုင်အောင်သို့မဟုတ်ကလေးကိုရိုဖေကရာရနေပါတဖေဖေနဲ့ကြောက်ထိကိုရောက်လာဖို့ဆိုမေခွဲမျိုးဒီကိုသူတို့ဒီသုံးဆွေးပြီးခါဆွေးဆောင်လာတဲ့ဆိုရှိပါရင်းနဲ့ကျွန်တော်တို့ပေါ်လာဖို့ဆိုကြတာအာရခပေသူအစိုးရနဲ့အာရခကျွန်တော်တို့ခေါင်းဆောင်ပြီးဒီအနေနဲ့ကျွန်တော်တို့သတော်ဌာနဒီနဲ့ prosecute တဲ့ခါအထူးသဖြင့်ဘူရှိုးကိုတိုင်မှာဆိုခါတတိထားဖို့ဆိုဒီအမေရိကန်ရှိပါတယ်ဆိုကြရနေရာမှာလေကျွန်တော်တို့
GVT wa ma priority တိုင်အောင်မှရောင်ပါလာတဲ့ဆိုမျိုးတရှိရတော့နဲ့အထူးသတိထားပြီးဖို့တော့ကျွန်တော်အာရခပြည်သူပြည်သားတွေကတော့စိတ်ပူခဲ့တယ်ဆိုတော့ကျွန်တော်အာရခမီဒီယာကတခြားprogram လုပ်ပါရဲ့လို့တခြား question